အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီညနေပွဲစဉ်အတွက်ကိုပေါ့နော်ကျွန်တော်လုံးပိုင်နဲ့ကျွန်တော် break လေးတွေတွေ့ထားလေးကျွန်တော်တစ်ချက်မြောက်ပြီးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းခြင်းကျွန်တော်တို့ခုံဖြစ်တဲ့အတွက်ဒီခုံကကျွန်တော်တို့သူ့တပင်းညောင်မှာတစ်လုံးပိုင်နဲ့ခုံတစ်လုံးပြန်ကြတယ်ပေါ့နော်ပြီးရင်နှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်6ဆိုပြီးတော့တစ်လုံးပိုင်ပြန်ကြတယ်ပြီးရင်ကျွန်တော်နှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ဆိုပြီးပြန်ကြတယ်ပေါ့နော်အဲ့တော့ဒီညနေအတွက်ကိုကျွန်တော်တို့နှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့6ကတလုံးပိုင်ပေါ့နော်6တလုံးပိုင်နဲ့ကျွန်တော်တို့ထိုးရမှာကဒီမှာ6လို့ကြားလို့ပေါ့နော်6ထိပ်စီကြားလို့ကျွန်တော်တို့ဒီခွန်နဲ့ထိပ်စီခွန်ဒီခွန်နဲ့ဒီခွန်ပေါင်းခြင်းကျွန်တော်4ဆိုပြီးတော့သူ့ရဲ့ပါဝါပြန်ရိုက်တယ်ပေါ့နော်9ရဲ့ပါဝါအဲ့တော့ဒီမှာကျွန်တော်တို့ခွန်ထိပ်စီကြားလို့ဒီနှလုံးရဲ့ကျွန်တော်တို့ဒီထိပ်စီရဲ့ပေါင်းခြင်းခွန်လို့တဲရိုက်သွားတယ်ပေါ့နော်ခွန်လို့ကြားလို့အဲ့တော့နောက်တစ်ပင်မှာကျွန်တော်တို့4လို့ကြားလို့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းနဲ့ဒီတစ်လုံးပေါင်းခြင်းကကျွန်တော်တို့4ဆိုပြီးတဲရိုက်တယ်ပေါ့နော်အဲ့တော့3ညကြားလို့ကျွန်တော်တို့ဒီမှာခွန်ရှိနေပြီကျွန်တော်တို့3ညလို့တဲရရင်ခွန်ရှိနေတဲ့အတွက်ကျွန်တော်တို့3 break 3ထည့်ရမယ်ပေါ့နော်3 break ရှိမယ်ဒါတော့ break ပေါ့3 break ရှိမယ်ဒါတော့3ညသူ့ရဲ့ power 5လို့ရိုက်မယ်ဆိုရင်ကျွန်တော်ခွန်ရှိနေတဲ့အတွက်8ထည့်ရမယ်ပေါ့နော်8 break ထည့်မယ်ပြီးရင်သူ့နှစ်ခတ်ခွန်လို့ရရင်ကျွန်တော်တို့3ည break ထည့်ရမယ်ပေါ့နော်ဒါတော့3 8 3ည break နဲ့ကျွန်တော်တို့ကိုတစ်လုံးနဲ့ကို3 break ဆိုရင်ကျွန်တော်တို့49ရမယ်8 break ဆိုရင်ကိုပေါ့ဒီ3ည break ဆိုရင်ကျွန်တော်တို့ကို1เนาะဒီ3ည break ကကျွန်တော်ပျောက်နေတာ2ပတ်3ပတ်လောက်ရှိပြီပေါ့နော်ဒါလည်းကောင်းတယ်ပြီးရင်အပူလဲပါတယ်ပေါ့နော်ကိုတစ်လုံးပိုင်နဲ့ကျွန်တော်အပူလဲပါတယ်โอเคဒါကတော့ကျွန်တော်ညနေအတွက်ကိုထိုးရမယ့်ကဏ္ဍပေါ့နော်ပြီးရင်ကျွန်တော်ထိပ်စီးလေးတစ်ချက်ပြပြီပေါ့နော်ထိပ်စီးရတဲ့မှာ6ကြားတဲ့အတွက်ကျွန်တော်ဒီနှလုံးပေါင်းချင်း2 4ဆိုတော့ကျွန်တော်6ဆိုပြီးတော့သူ့ရဲ့နှစ်ခက်ရိုက်တယ်ဒီမှာ6ကြားတဲ့အတွက်ဒီမှာ9 3ညတဲ့6ဆိုပြီးတဲ့ရိုက်သွားတယ်အဲ့တော့နောက်တစ်ပင်မှာ3ကြားတဲ့အတွက်ကျွန်တော်တို့ဒီမှာ6ရှိနေပြီကျွန်တော်တို့3ကြားတဲ့အတွက်3လို့ရိုက်မယ်ဆိုရင်ကျွန်တော်တို့4ထိပ်စီးရပါရှိမလဲဆိုတော့ကျွန်တော်4ရှိမယ်ပြီးရင်3ကသူ့နှစ်ခက်5လို့ရိုက်မယ်ဆိုရင်6ထိပ်စီးရှိမယ်ပေါ့နော်ပြီးရင်သူ့ရဲ့ power 8လို့ရိုက်မယ်ဆိုရင်ကျွန်တော်9ပေါ့နော်4 9 6ကကျွန်တော်တို့ညနေတော့ထိပ်စီးဆိုတော့ဒီကောင်နည်းတော့ကြိုက်တယ်ပေါ့နော်ထိုးချင်းကျွန်တော်တို့9 4 9 9 9 1ပေါ့ထိုးရမယ်4 9 6ကလည်းထိပ်စီးရှိမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ကီးလေးပေါ့နော်ကီးကကျွန်တော်တို့1 2 3 4ပင်မြောက်ပေါ့နော်သူ့4ပင်မြောက်ခွန်9ဆိုပြီးကြားလို့အဲ့ခွန်9ကသူ့ရဲ့အပေါ်ကနှလုံးပေါင်းချင်း6နှလုံးပေါင်းချင်း3ညပေါ့နော်အဲ့တော့6ဆိုတော့ကျွန်တော်6 1 9 3ညဆိုတော့ကျွန်တော်3ညခွန်5ဒီကောင်ကခွန်9ဆိုပြီးအပီးရိုက်သွားတယ်ပေါ့နော်အပီးပေးသွားတယ်အဲ့တော့သူ့ရဲ့နောက်4ပင်မြောက်ပေါ့နော်1 2 3 4ပင်မြောက်မှာကျွန်တော်2 3ဆိုပြီးကြားတယ်အဲ့2 3ကကျွန်တော်တို့ဒီမှာနှလုံးပေါင်းချင်း5ဖြစ်တဲ့အတွက်5 3ည3ပြီးရင်ဒီမှာ2ကြားတဲ့အတွက်ကျွန်တော်တို့2ခွန်4ဒီမှာလည်းအပီးရိုက်သွားတယ်ပေါ့နော်2 3ဆိုပြီးတော့သူ့ရဲ့နောက်4ပင်ပေါ့6 6ဆိုတော့ဒီမှာနှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်9 6 4ပြီးနှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်9 6 4ဒီမှာလည်းအပီးပဲပေါ့နော်9 6ဆိုပြီးရိုက်သွားအဲ့တော့နောက်4ပင်မှာကျွန်တော်8 1လို့ကြား8 1ကြားတဲ့အတွက်သူ့နှလုံးပေါင်းချင်းက3 8 5ပြီးရင်သူ့နှလုံးပေါင်းချင်းက1ဖြစ်တဲ့အတွက်1 6 8ဒီမှာလည်း1 8ဆိုပြီးအပီးရိုက်သွားတယ်ပေါ့နော်ပြီးရင်နောက်4ပင်ကျွန်တော်1 3ညပေါ့နော်1 3ညကဒီမှာကျွန်တော်တို့1ကြားတဲ့အတွက်1 6 8ဒီမှာကျတော့6 1ကိုဒီမှာကတော့ကီးပဲပေးသွားတယ်ပေါ့နော်အဲ့တော့နောက်4ပင်ခွန်9ကလည်းဒီမှာဒီတိုင်းပဲကျွန်တော်တို့3ညကြားတဲ့အတွက်3ညခွန်5ဒီမှာ8ကြားတဲ့အတွက်8 3 1ဆိုပြီးဒီမှာကီးတော့ညှိသွားတယ်ပေါ့နော်ဒါတော့တောက်လျှောက်ဒီကနေစပြီးတော့သူပေးတာဒီမှာဆိုရင်ကီးညှိတယ်ဒီမှာကီးညှိတယ်ဒီအောက်ကနေကျွန်တော်စပြီးတော့အပီးပေါက်ပေးတယ်ပေါ့နော်အပီးပေါက်ပေးတယ်တောက်လျှောက်ဒီပေးတယ်အဲ့တော့ဒီညနေမှာကျွန်တော်တို့ဆက်ပေးအောင်မယ်ဆိုတော့ဒီမှာနှလုံးပေါင်းချင်း4ဖြစ်တဲ့အတွက်ကျွန်တော်တို့က4 9 2 4 9 2ကိုကျွန်တော်တို့ဒီမှာ2 9 3 2ဖြစ်တဲ့အတွက်2ခွန်4ကျွန်တော်တို့ဒါကီးလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့အပီးပေါက်လည်းပေးနိုင်တယ်ပေါ့နော်အဲ့တော့စောစောကကျွန်တော်တို့ break နဲ့လုံးမိုင်ထုတ်ခဲ့တဲ့ဟာကကျွန်တော်တို့ဘာနဲ့သွားကြိုက်လဲဆိုတော့4 9တစ်ခွက်ကျွန်တော်တို့သွားကြိုက်တယ်ပေါ့နော်4 9တစ်ခွက်သွားကြိုက်တယ်အဲ့တော့4 9ကတော့အကောင်းတယ်ပေါ့နော်ညနေတော့ကိုပြီးရင်ကျွန်တော်တို့ကနှစ်ကြပြီးတိုင်းမှာကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုတွေတိုင်းပဲနှစ်ကြပြီးတိုင်းမှာ break ပြန်လာတဲ့အတွက်သူ break ပြန်လဲကျွန်တော်တစ်ချက်သတိထားရမှာပေါ့နော်တစ်ချက်သတိထားရမယ်အဲ့တော့6နဲ့ဆိုရင်ကျွန်တော်တို့ကတိုးစရာခွန် break ကြမယ်ဆိုရင်ကျွန်တော်တို့က8 9ရှိမယ်ခွန် break ကခွန်လို့ပြန်ရရင်ပေါ့နော်ဒါလည်းခွန်လို့မရပဲသူနှစ်ခတ်3ညလို့ရရင်တော့ကျွန်တော်တို့6 1ကိုလည်းသွားကြိုက်တယ်ပေါ့နော်သူရဲ့ break ပြန်တယ်အဲ့တော့သူ့ power 2လို့ကြမယ်ဆိုရင်ကျွန်တော်တို့က39ဒါတော့ break ပြန်ပေါ့နော် break ပြန်ရရမယ်ဟာပေါ့အဲ့တော့ဒီညနေတော့ကကဏ္ဍကမြောက်ပေါ့နော်ကျွန်တော်တို့ဒီလောက်ပဲ4 6 9ကကျွန်တော်ထိပ်စီးရှိမယ်အဲ့တော့ break ကကျွန်တော်တို့3 8 3ည break ရှိမယ်ပေါ့နော်အဲ့တော့6တစ်လုံးပိုင်နဲ့ကျွန်တော်တို့ထိုးရမှာ
အားလုံးပေါင်းရင်ဒီ9ကွက်ပေါ့နော်9ကွက်ပဲရှိမှာပေါ့သူ့ရဲ့ထိစည်းမှုရဆိုရင်ကျွန်တော်အားကြတော့မလို့ပေါ့နော်ဒါမနက်ကလည်းကျွန်တော်တင်ပေးခဲ့တယ်385ထိပ်စီးနဲ့4ခုနှစ်နောက်ပေးကိုကျွန်တော်တင်ပေးခဲ့တယ်ပေါ့နော်တင်ပေးခဲ့တာနည်းနည်း typing error လေးဖြစ်တော့ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုလေးမှာလွဲသွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီညနေကတော့ဒီလောက်ပါပဲပေါ့နော်အားလုံးပဲကံကောင်းကြပါစေဗျာ